လာပါဒီနေ့ဖြိုးကတော့ဒီစီပလင်းဆက်လေးနေပေါ့နော်အမတို့မိတ်ဆက်ပေးပါမယ်သူကကြတော့ဒီလိုမျိုးအထဲမှာနှလုံးပါတယ်ပေါ့နော်နှလုံးပါတယ်ဖြိုးနေဒီလိုဖောက်ကြည့်ကြအောင်နော်သူကကြတော့ပထမဆုံးဒီလိုမျိုးကြော်လေးတစ်ခုပါတယ်စီထည့်ဖို့ပေါ့နော်ကြော်လေးတစ်ခုထည့်ပေးထားတယ်ပြီးတော့ဒီမှာကခေါင်းနှကောင်စီပလင်းအတွက်ခေါင်းနှကောင်ပါတယ်ပလင်းကကြတော့ဒီမှာဒီလိုမျိုးပလေးလေးနှလုံးပါတယ်ပေါ့နော်ဒီလိုမျိုးနှလုံးပါတယ်စိုက်ကကြတော့900မီလီပေါ့နော်900မီလီဆန့်နေသူကခေါင်းလေးကအမတို့ဒီစီပလင်းမှာလေခေါင်းကအသက်ပဲသိလားဒီခေါင်းကအသက်ပဲဒီမှာကြည့်လုံးဝခြောင်ကြည့်နေရမျိုးမရှိဘူးဒီမှာစီစီလေးကြက်ကြက်လေးပဲပေါ့နော်အမတို့လဲဝါရင်လဲမှောက်မာရေးပါစိတ်ပူစရာမလိုဘူးပြီးတော့ဒီမှာသူကဒီလိုမျိုးနေရာမှာညီမလေးစီထိန်ပေးတဲ့ပေါ့နော်စီထိန်ပေးအောင်လုပ်ပေးထားတာအဲ့ဒါကြောင့်အမတို့စီလျှော်စားရဲ့လူတွေအတွက်လည်းအဆင်ပြေရဲ့အဲ့လိုစီထဲလိုက်လို့ရှိရင်ဝေါကနေလက်လွန်ကျက်သွန်ဖြစ်သွားမှလည်းစိတ်ပူစရာမလိုတော့ဘူးဆက်မှာပေါ့နော်ဒီလိုမျိုးနှစ်ပလင်းပါတယ်ဒီမှာကြော့လေးလေးပါတယ်ပေါ့နော်သူကစီတင်မဟုတ်ဘူးတခြားအရည်ပေါ့နော်ငပြားကြီးတို့ရှာလက်ကိုင်းတို့အဲ့လိုမျိုးလေးထည့်လို့ရတယ်ကဲမှိုင်းမယ်ဆိုလို့ရှိရင်တော့အခုပဲလာရောက်ဆက်သွယ်လိုက်တော့နော်